ဒီ blog ထဲမှာတော့လူပေါင်းသိန်းနဲ့ချီပြီးတက်ရောက်ခဲ့တဲ့မော်လမြိုင်ဝင်းစိန်တော်ရစီရတော်မွေနေ့တနည်းအားဖြင့်မွန်ပြည်နယ်ရဲ့အကြီးကျယ်ဆုံးစုပေါင်းလူပွဲကြီးကိုတွားရောက်ခဲ့တဲ့အာရှရဲ့အတွေ့အကြုံတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ခင်ဗျeveryone အာရှစ်ဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းလူကြိတ်ကြိတ်တိုးတဲ့ပွဲဖြစ်တဲ့အတွက်အာရှစ်တို့လည်းမနက်6နာရီကတည်းကနေပြီးတော့မော်လမြိုင်ကနေစထွက်ပါတယ်အဲ့ဒီနေ့ကရာတီဥတုကလည်းအေးလိုက်တာမှလွန်ရောစိုးကြီးထွက်လာခဲ့တာတော့မှအာရှစ်တို့ရောက်တဲ့အချိန်ကဈေးသည်တွေဧည့်သည်တွေနဲ့စီနေခဲ့ပါပြီဗျဈေးတန်းလေးကချစ်စရာကောင်းလို့လမ်းလျှောက်ရတာအရန်ကိုမှစိတ်ပျော်ခဲ့ရပါတယ်ခင်ဗျကဲအခုကတော့စတူဒီယာမန်နဲ့တွေရှိတဲ့နေရာကိုရောက်လာခဲ့ပါပြီခင်ဗျာမုတ်ပတ်မစားခင်အာရှစ်ကနိဗ္ဗာန်စံကျောင်းကိုတစ်ခါမှမရောက်ဘူးတော့အရင်ဆုံးသွားကြမယ်ဆိုပြီးတော့ရောက်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီမှာကရင်တိုင်းရင်းသားလေးတွေရဲ့ဒုံရင်အကကိုလည်းကြည့်ခဲ့ရပါတယ်ခင်ဗျာဒါကတော့ဆရာတော်ဘုရားကြီးရဲ့ရုပ်ကလပ်ရှိရာနိဗ္ဗာန်စံကျောင်းဖြစ်ပါတယ်ခင်ဗျာအာရှစ်ရဲ့ပထမဆုံးအသွေးကြုံလည်းဖြစ်လို့ဘဟုတုတအနေနဲ့ဝင်ရောက်လေ့လာခဲ့ပါတယ်ခင်ဗျာဒါကတော့ဆရာတော်ဘုရားကြီးရဲ့ပုံတူရုပ်တုနဲ့ရုပ်ကလပ်ဖြစ်ပြီးဒါကတော့ဘွဲတစိတ်တွေပဲဖြစ်ပါတယ်ခင်ဗျာနိဗ္ဗာန်စံကျောင်းရဲ့ဝရန်တာမြင်ကွင်းကလည်းအရန်လာလို့ဗီဒီယိုလေးတွေရိုက်ယူခဲ့ရပါသေးတယ်ခင်ဗျာပြီးတော့မွန်ပြည်နယ်ရဲ့ loud speaker ဒလေးကိုလည်းချမ်းထားလို့မရတာလीနော်ကဲဘိုက်စာနေတဲ့အာရှစ်တယောက်စတူဒီယာမန်တဲ့စီချီတက်ပါတော့မယ်ခင်ဗျဆယ်လီကိုတငယ်ချင်းတော်ထားရတော့လေကြုံရင်ကြုံတို့လိုကင်မရာမန်ကဖြစ်ပေးရသေးတာဗျလော့ဆိုင်ရိုက်တော့မယ်အလုံးမှာတော့မထင်မှတ်ထားပဲမွန်လူငယ်တွေရဲ့အသေးကြော်ပဲလော်လေးဖြစ်တဲ့အန်တီဘေဘီနဲ့တွေ့လို့အချင်းချင်းနှုတ်ဆက်ခဲ့ကြပါသေးတယ်ခင်ဗျစတူဒီယာမှာအာရှပထမဆုံးစားခဲ့တာကတော့အုံနိုးခောက်ဆွဲဖြစ်ပါတယ်ခင်ဗျကြည့်ပါအောင်ဗျကျွေးပကံတွေနဲ့ကြကြနနကိုကျွေးတာနော်အုံနိုးရေကလည်းလေပြစ်ပြစ်နစ်နစ်နဲ့ကိုမှအနက်လေးကစမွေးနေရောပဲဗျအဲ့ဒါဟိုမှာစာကလေးချောင်းကြော်လေးတွေပါထပ်ထည့်ထားတဲ့အတွက်တက်ချဆုံပြီးတော့စားရတာတကယ်ကောင်းပါတယ်စားနေရင်လည်းလေအလူမှာစားနေတယ်လို့မထင်တော့မယ်နဲ့ဆိုင်မှာစားနေတဲ့အရာတိုင်းကိုဖြစ်နေတာပါဗျအချင်းတွေအငံတွေထပ်လိုက်နေစရာမလိုပဲငကိုအရာကကောင်းနေခဲ့တာပါဗျဒါကတော့ block by DD က DD နဲ့အတူတူရိုက်ထားတဲ့ clip လေးဖြစ်ပါတယ်ခင်ဗျကဲလူတွေကတော့တစားတဲ့တစားပိုများလာခဲ့ပါပြီခင်ဗျဖုံတွေလည်းထားနေကြတော့ဒီအမေကြီးရဲ့အဖြစ်ကိုလည်းကြည့်ကြအောင်မွန်ပြည်နယ်ရဲ့လူနော်ထိုင်းစုကြီးကအစာကျွေးတာပါဗျသွားရှုပ်လို့တော့မရဘူးအာရှစ်တို့ကတော့မတိုးနိုင်လို့မစားခဲ့ကြပါဘူးခင်ဗျဒါနဲ့ပဲဒကြံထမင်းပဲစားလိုက်ပါတော့မယ်ဆိုပြီးတော့ဒကြံထမင်းစီရောက်လာခဲ့တယ်ဆိုပါတော့ဗျာအာရှစ်ကလေဒကြံထမင်းဆိုလို့ရှိရင်တရက်တီကြော်နဲ့ပဲစားဖူးတာပေါ့နော်ဒီမှာကျတော့တစ်တူတီကြော်နဲ့ကဒါပထမဆုံးစားဖူးတာပါခင်ဗျသူကလည်းလေအရတာတစ်မျိုးလေးနဲ့စားကောင်းနေတယ်ရောရေရွှဲရွှဲလေးနဲ့စားရတဲ့ဒကြံထမင်းကိုလေအာရှစ်ကနေနဲ့ဘာနဲ့မှမလဲနိုင်ပါဘူးခင်ဗျာအချိုသေးဖို့အတွက်ရေခဲမုတ်ကိုတော့တန်းစီနေတဲ့လူအုပ်ကြီးကိုကြော်ပြီးတော့မှဂျားဖြတ်ယူခဲ့ပါတယ်ခင်ဗျာ sorry ပါဗျာရေခဲမုတ်ပြီးတော့အချိုရေကိုလည်းဂျားဖြတ်ယူခဲ့ပါတယ် sorry ပါဗျာပြီးတော့မွေးနေ့ကိတ်ကြလေကြည့်ပါဦးအကြီးပဲနော်တရားနာပြီးမှခွဲမှာဆိုတော့အာရှစ်တို့တော့မစောက်ခဲ့ပါဘူးခင်ဗျဒီကျန်ရေစတူဒီတာဆိုလို့ရှိရင်လေအာရှစ်အရန်ကိုမှတဘောကြတာပဲဗျာအနောက်မှာကစက်ကြီးတွေနဲ့ကြိတ်တဲ့လူကကြိတ်အရှင်းမှာကကန်းတဲ့လူကကန်းတဲ့မြိုင်ဆိုင်နေရောပါပဲခင်ဗျတကြားရည်တွေထက်ထဲနေစရာမလိုဘဲနဲ့ကိုတဘာဝအတိုင်းချိုရဲနေလို့အမောလဲပြေခဲ့ရပါတယ်ခင်ဗျဒီကောင်းမှုနဲ့နောက်ထပ်ရေခဲမုတ်ကိုလည်းတိုးစရာမလိုဘဲနဲ့စားခဲ့ရတယ်ပေါ့နော်ဒီရေခဲမုတ်ကလည်းပြောင်းဖူးတွေဂျယ်လီတွေနဲ့ကိုမှစားကောင်းချက်ပဲဗျာအဲ့ဒါပြီးတော့ရင်ပြင်ကိုတစ်ခါမှမရောက်ဘူးတဲ့အာရှစ်ကိုပိုင်ထက်မသွန်းခန်းတဲ့ဒီတီတို့ကလိုက်ပို့ပေးကြတယ်ပေါ့နော်အဲ့ဒီမှာဘဝမှာပထမဆုံးချိန်ဒေါင်းကိုတွေးခဲ့ရပါတယ်ဗျလောင်အိမ်ထဲမှာရှိနေတာဆိုတော့တနာဖို့တော့ကောင်းတယ်နော်ခုမြင်နေရတဲ့လူပင်လေကြီးကိုလည်းကြီးကြပါအောင်ဗျာ7သိန်းတောင်ထားဖို့ကောင်းတယ်ရင်ပြင်ကနေဆင်းလာတော့ပတ်စံကျင်းနေတာကိုတွင်လို့ဝင်လူခဲ့ပါတယ်9000ရခဲ့ပါတယ်ဗျကြီးကြအောင်900စတူဒီတာတဲ့စမ်းနေရောပဲဗျာအန်တီကြီးတွေကလည်းလေ900ရတာဆိုတာလက်တောင်မလဲဘူးကြီးလို့တော့ကောင်းသားဗျလူကတော့လုံးဝကိုမှမဲသေးသွားပါပြီဒီနှစ်တော့ဒီလောက်ပါပဲခင်ဗျပြန်ပါတော့မယ်ခင်ဗျဒီနေ့ရဲ့ blog ကတော့ဒီလောက်ပါပဲနောက်ထပ် blog တွေမှာထပ်တွေ့မှာတော့အားလုံးပဲ bye bye